မင်္ဂလာပါကလေးတို့ရေဆရာမနန်းရဲ့မြန်မာစာဥယျာဉ်လေးကနေနေထွေးစွာကြိုဆိုလိုက်ပါရနော်ဒီနေ့ဆရာမနန်းကပြင်စမတန်းမြန်မာစာရဲ့ပထမဆုံးသင်ခန်းစာဖြစ်တဲ့တောင်ကြီးဖွားအောင်ကြပြလေးကိုတင်ကြားသွားပါမယ်ကြပြလေးကိုမတင်ကြားခင်မှာဆရာမကမိကွန်းတစ်ခုလေးနဲ့အရင်စမယ်နော်ကလေးတို့တောင်တန်းကြီးတွေတောင်တွေကိုမြင်ဖူးကြလားတောင်ရောတောက်ဖူးကြလားတက်ဖူးတယ်ဆိုရင်တော့တောင်တက်တာဘလောက်ခက်ခဲလဲဘလောက်ပင်ပန်းတယ်လဲဆိုတာကလေးတို့သိကြမှာပေါ့နော်မြို့နေကလေးတွေဆိုရင်လေ၄လွာ၅လွာ6လွာတွေကိုလမ်းလျှောက်တက်ဖူးကြမှာပါပဲတောင်တက်တာကတဘာဝတောတောင်တွေရဲ့အလှတွေကြီးငတ်တာရကားတွေရဲ့အတန်လေးတွေညကြားရတာပေါ့ကွယ်ဒါဆိုရင်တောင်တက်ခရီးကဘလောက်ခက်ခဲလဲဆိုတာပုံအရင်ကြည့်ကြရအောင်နော်တောင်ဆိုတာချက်ချင်းတက်ရတာမျိုးမဟုတ်ပဲအရင်ဆုံးခုလိုတောကြီးတွေကိုဖျက်ရတာပေါ့ကွယ်တောင်တန်းကြီးတွေကိုကြည့်လိုက်ပါဦးဘလောက်မြင့်မားလဲဆိုတာခုပုံလေးကြည့်ပါအောင်ဘလောက်ခက်ခဲပြီးစူးစမ်းတက်နေရတယ်လေဆိုတာတောင်တက်ရတာဘလောက်ပဲခက်ခဲပါစေဆွေလုံးလာရိယာနဲ့စူးစမ်းတက်မယ်ဆိုရင်တောင်ထိပ်ထိရအောင်တက်သွားနိုင်ကြတာပါပဲလေတောင်ထိပ်ရောက်သွားတဲ့အခါဘလို့ခံစားချက်မျိုးခံစားရလဲဆိုတာဒီပုံလေးကိုကြည့်ကြည့်ပါအောင်နော်ကဲဒီလောက်ဆိုရင်ကလေးတို့သဘောပေါက်လောက်ပြီပေါ့နော်အခုတော့ကြပြဆရာမောင်တက်ကျူရေးဖွဲ့ထားတဲ့တောင်ကြီးဖွားအောင်ကြပြလေးကိုရွတ်ဆိုကြည့်ကြရအောင်နော်အရင်ဆုံးဆရာမကရွတ်ဆိုပြမယ်နော်ကလေးတို့ကတိချာလေးနားဆင်ကြမယ်နော်သင်ခန်းစာ1တောင်ကြီးဖွားအောင်ကြပြတောင်ကြီးဖွားအောင်ခရီးချမ်းရှိတို့တက်ကလန်းမမောတန်းပင်လျှောက်ကြမယ်ပန်းတိုင်အရောက်ကွယ်တို့လူငယ်တွေစမ်းအားထုတ်နောက်တော့ဘယ်မဆုပ်မိုးကုတ်စဝိုင်းထီအောင်ပင်သွားဖို့အမြဲပြင်းတောင်စင်ထက်တောထက်လမ်းတက်ကြော်လို့ဖြက်မရက်မနာတို့တတွေလုံးလထုတ်ကြဟေးမနေမနာတို့များလျှောက်တောင်ကြီးဖွာအောင်မောင်တက်ကျူရဲ့ဆရာမကနောက်တစ်ခေါက်ရွတ်ဆိုပြမယ်နော်တောင်ကြီးဖွာအောင်ခရီးချမ်းရှိတို့တက်ကလန်းမမောတန်းပင်လျှောက်ကြမယ်ပန်းတိုင်အရောက်ကွယ်တို့လူငယ်တွေစွမ်းအားထုတ်နောက်တော့ပဲမဆုပ်မိုးကုတ်စဝိုင်းထီအောင်ပင်သွားဖို့အမြဲပြင်းတောင်စင်ထက်တောထက်လမ်းတက်ကြော်လို့ဖြက်မရက်မနာတို့တတွေလုံးလထုတ်ကြဟေးမနေမနာတို့များလျှောက်တောင်ကြီးဖွာအောင်မောင်တက်ကျူအခုကလေးတို့ရွတ်ဆိုရမယ်အလဲရောက်ပြီနော်တိတ်တော်ကြတာပဲကလေးတို့ရေကလေးတို့လည်းကြပြလေးကိုတေချာရွတ်ဆိုနိုင်ပြီဆိုတော့ဒီနေ့တော့ဆင်မရဲ့ဗီဒီယိုလေးကိုဒီမှာပဲခဏရက်နာမယ်နော်နောက်ထပ်လာမယ်အပိုင်းလေးဗီဒီယိုလေးမှာတော့ဒီတောင်ကြီးဖွားအောက်ကြပြလေးထဲကစကလုံးတွေရဲ့ခက်စစ်အတိတ်ပဲတွေကိုလေ့လာကြမယ်ကြပြဆိုလိုရင်းကိုစကပြေတူပြန်ကြမယ်မိခွန်းလေးတွေဖြည့်ကြမယ်အပြင်ကလေးတို့အကြိုက်ဂိမ်းလေးတွေလည်းတူကစားကြမှာမို့နောက်ဗီဒီယိုလေးကိုလည်းလက်မလို့တန်းဆက်လက်ဆောင်မျှော်ကြည့်ရှုပေးကြပါအောင်နော်ဆမရဲ့ဒီနေ့သင်ခန်းစာဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and share လေးလုပ်ပေးဖို့မမေ့နဲ့နော်နောက်ထပ်သင်ခန်းစာအသစ်တွေတင်တိုင်းချက်ချင်းသိရအောင်လဲ subscribe ဒါမှမဟုတ် follow လုပ်ပြီးတော့ notification လုံးလေးကိုနှိပ်ထားပေးကြပါအောင်ကွယ်ဒါနဲ့တောင်တက်ဖူးကြတဲ့ကလေးတို့တောင်တက်ရတာဘလောက်ပင်ပန်းပြီးစူးစမ်းတက်ရလဲဆိုတာပင်ပန်းပေမဲ့ဘလောက်ပြောဖို့ကောင်းလဲဆိုတာကိုအောက်က comment မှာဝင်ရည်ဒီဆီယာမကိုပြောပြ